ကဲအားလုံးမင်္ဂလာပါနော်ဒါကတော့ကျွန်မခေါ်ပုတ်ထောင်းနေတာပါနော်ခေါ်ပုတ်ထောင်းရေးတက်လားဗီဒီယိုရိုက်ပေးမဲ့လူကမရှိဘူးတက်လားပလတ်စတစ်ဒီလိုတစ်ထပ်နော်ဒီလိုတစ်ထပ်နှစ်ထပ်လိုရတယ်နော်ဒီမှာလဲဟိုဟာနဲ့စီးထားပါနော်ပလတ်စတစ်နဲ့စီးထားပြီးတော့နော်ဒီလိုထောင်းပါတယ်နော်စောမလို့ဗီဒီယိုတစ်ချက်ရိုက်ပေးအမလေးဗီဒီယိုရိုက်လဲခေါ်လို့မရခေါ်ပုတ်ထောင်းလဲခေါ်လို့မရတဲ့လူတန်းစားတွေသိလားကိုကအဲ့ကြောင့်မို့ကျွန်မကလေဒီခေါ်ပုတ်တွေဘာတွေမထောင်းကျင်တော့တာသိလားမောတယ်တယောက်တည်းလောက်ရတယ်ဒါကတော့စားဖို့ထောင်းတာပါအိမ်မှာလေကလေးတွေစားဖို့ကလေးတွေကလည်းကြိုက်ပါတယ်နော်အဲ့ဒါကိုထောင်းစားမယ်ဆိုရင်တွေ့လားနော်ဒီမှာ plastic တစ်ထပ်ဒီ plastic တစ်ထပ်နှစ်ထပ်ဒါတွေကိုဆက်ပြနဲ့တိတ်ချဆေးပါနော်ဆေးပြီးတော့အချောက်ခံထားပြီးတော့မှတွေ့လားဒီလိုမျိုးလုပ်ရကျမတို့ဒီပေါ်မှာထောင်းမှာတွေ့လားအဲ့ဒီပေါ်မှာကျမတို့ခေါ်ပုတ်ကိုအဲ့လိုထောင်းပါတယ်လို့နော်ဒါကိုယ့်ဟာကိုလှုပ်ရှားလို့ကျင်လှုပ်ရှားပါလို့နော်ကျမလေအမှန်တိုင်းပြောရင်ထောင်းပြီးတော့လည်းမပို့နိုင်အလုတ်ကလည်းတစ်ဖက်ကလေးတွေကလည်းတစ်ဖက်ဒါကြောင့်မို့ကျမဘာလဲအော်ရာမှာထားတဲ့လူတွေကိုတောင်းမှမပို့ပဲနဲ့နေလိုက်တာပါသိလားအဲကြောင့်တစ်ခါကျခေါ်ပုတ်ထောင်းရင်မောတယ်လို့ကျမဗီဒီယိုမရိုက်ပြတာပါအခုကတော့ကျမဗီဒီယိုရိုက်ပြပါတယ်ကိုထောင်းစားပါလို့နော်ကျမတို့ထောင်းတဲ့ခါကျရင်သိလားဒီမှာစီတွေလိုတယ်စားလိုတယ်နော်ဒါပဲလိုပါတယ်သိလားဒါဒီလိုမျိုးထောင်းပြီးတဲ့ဆိုရင်အကုန်လုံးညစ်အောင်ထောင်းရပါမယ်နော်သိလားဒီလိုမျိုးသိလားဒီလိုအဲ့ဒါပြင်းတယ်ပါဒီလိုပြန်လုပ်ပါနော်အဲ့ဒါစီတွေဒီမှာစီတွေလူးရမယ်စားလူးရမယ်နော်ကျမကတော့တော်တော်လေးညက်နေပါညက်နေပါအောက်မှာလဲစကောတစ်ခုလိုပါတယ်ထောင်းဖို့တော့ညက်နေပြီဆိုရင်ညက်ကလေးလိုချင်တာကဲဒါကတော့ကျမတို့အမေရိကန်မှာခေါ်ပုတ်တောင်းစားမဲ့လူတွေကိုထောင်းပြီးကျမပြပေးတာပါနော်ကျမပြောပြီးပြီကျမစစ်တွေလည်းဝယ်ထားတယ်ကျမဗီဒီယိုပထမဗီဒီယိုမှာအဲ့ဒီစစ်တွေကလည်းကျမစိတ်တိုင်းမချပါဘူးတလူထောင်းတာပဲစိတ်တိုင်းကြပါတယ်နောက်ပြီးတော့ဝယ်စားတဲ့ဟာတွေလည်းကျမခံစားရတာမညစ်ဘူးလို့နော်ဒါကြောင့်ကျမတစ်ခါထောင်းရင်ကြကြီးထောင်းပါတယ်မောပါတယ်လှုပ်ရှားကြည့်ရင်လှုပ်ရှားကြပါလို့နော်ကဲ thank you ပါ